အမျိုးသမီးဟာရေခဲပြင်ရဲ့အထူကိုစမ်းသပ်ကြည့်ရုံသာကြံရွေခဲ့တာဖြစ်ပေမဲ့နောက်တစ်စက္ကန့်မှာပဲရေခဲပြင်ကရုတ်တရက်အကွဲသွားပြီးသူမဟာရေးဆက်လာတဲ့ရေတွေကိုကျသွားခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ခင်မွန်းဖြစ်သူဟာကယ်တင်မှုအပြေးလွှားသွားခဲ့တယ်လို့သူတို့ရဲ့ခွေးလီမာလီဘက်ကလည်းအမျိုးသမီးအန်ဒီရဲ့ကြုံနေတာကိုရိပ်မိတာကြောင့်တခင်ဖြစ်သူနောက်ကနေထက်ချက်မကွာလိုက်သွားခဲ့ပါတယ်။ဒါပေမဲ့သူတို့အနားကိုမရောက်ခင်မှာပဲအမျိုးသမီးဟာပြင်းထန်တဲ့ရေစည်းကြောင်းနဲ့အတူမျောပါသွားခဲ့ပါတယ်။ဘက်ဟာခြေနီကိုကြည့်ပြီးအရှိန်မြင့်ကရေထဲကိုလိုက်ငုံသွားပါတယ်။ရေခဲကအလွန်မြင့်အေးဆက်လွန်တာကြောင့်အမျိုးသမီးဟာခဏချင်းမှာပဲသတိလစ်သွားခဲ့ပါတယ်။ဘက်ကတော့သူမအနာကိုအမြင်ကူးခတ်သွားပြီးသူမရဲ့ခန္ဓာကိုယ်ကိုတွန်းတင်ကထောက်ပေါက်ကိုရှာဖွေခဲ့ပါတယ်။အသက်နဲ့တည်ချင်းကြအရေးကြီးတဲ့အချိန်ပိုင်းလေးမှာပဲဘက်ခါသူငယ်ချင်းတို့ရဲ့လမ်းညွှန်မှုကြောင့်ရေခဲပြင်ရဲ့အားနည်းတဲ့နေရာတစ်ခုကိုရှာတွေ့သွားပါတယ်။အဲဒီနောက်မှာတော့သူဟာရှိသမျှအားအင်တွေကိုသုံးပြီးအပေါ်ကိုအတင်းတိုးပြီးတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးလေးကန်ကောင်းထောင်မစွာအသက်ဘေးကလွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့ခင်မွန်းဖြစ်သူကသူမကိုအပေါ်ကိုဆွေးတင်ဖို့ပြင်နေတော့မှပဲဘက်ခါအားကုန်သွားတာကြောင့်ရေဆက်တဲ့ရေတွေကိုပြန်လဲကျဆင်းသွားခဲ့ပါတယ်။ခင်မွန်းဖြစ်သူဟာအလွန်အမင်းစူးရင်တကြီးထစ်သွားပြီးရေခဲပြင်သွားမှဝက်ကသူ့ခွေးလေးရဲ့အရေးအယောင်ကိုအသေးအတန်ရှာဖွေပါတော့တယ်။သူဟာယူးသွက်မတက်ရေခဲပြင်ကိုထုနိုင်ခဲ့ပြီးမြဲရေခဲကအယမ်းမာလွန်းတာကြောင့်လက်ထဲကဓာတ်တို့လေးတောင်နှစ်ပိုင်းချိုးသွားခဲ့ပါတယ်။အမျိုးသားဖြစ်သူဝဲနဲ့ပူဆွေးပြီးမျောလင်းချက်မဲ့နေတဲ့အချိန်မှာပဲသူ့မျက်စိရှိကိုတစ်သားတစ်ချောင်းရောက်လာပါတယ်။သူဟာတတိလက်လွတ်နဲ့အဲ့ဒီတုတ်ကိုယူပြီးရေကိုထို့ဖို့လှုပ်လိုက်ပြီးမြဲတခုခုထူးဆန်းနေတာကိုချက်ချင်းသတိထားမိသွားပါတယ်။အဲ့ဒီနောက်မှာနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ဘကသူ့နောက်မှာရက်နေတာကိုတွေ့လိုက်ရပါတယ်။ဆုံးရှုံးသွားပြီလို့ထင်ထားတဲ့ခွေးလေးကိုပြန်တွေ့လိုက်တဲ့အတွက်အမျိုးသားဟာသူ့ကိုတင်းတင်းကြပ်ကြပ်ပွေဟတ်ထားလိုက်ပါတော့တယ်။